အားလုံးပဲမင်္ဂလာပါရှင်အခုဖတ်ပြမယ့်စာအုပ်လေးကတော့ဆရာဗမော်သိန်းဖေရေးထားတဲ့သူတို့ဘာကြောင့်ကဘာကြော်တာလဲဆိုတဲ့စာအုပ်ထဲကမှနယ်ဆင်မန်ဒဲလာအကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်နယ်ဆင်မန်ဒဲလာဟာတောင်အာဖရိကနိုင်ငံမှာလူဖြူလူမဲခွဲခြားတဲ့စနစ်ကိုတွန်းလှန်တိုက်ခိုက်ခဲ့သူတစ်ယောက်ပါကဘာတလွှားကသူ့ကိုနာမည်မျိုးမျိုးခေါ်ဝေါ်ပြီးဂုဏ်ပြုခံခဲ့တဲ့ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်လွတ်လပ်ရေးကြိုးပမ်းမှုခေါင်းဆောင်ကြီးကြီးကျယ်သောလူသားတောင်အာဖရိကနိုင်ငံရဲ့အားအထားအရဆုံးသားဖိနှိပ်ရက်စက်မှုကိုကြမ်းကြမ်းခံတဲ့တမ်မဏိလူသားဘယ်တော့မှမတိဆုံးတဲ့သူရဲ့ကောင်ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကြီးစသဖြင့်အမည်မျိုးမျိုးခေါ်ဝေါ်ခဲ့ကြပါတယ်။သူဟာကမ္ဘာသမိုင်းမှာဂုဏ်ပြုခံရဆုံးနိုင်ငံရေးအကျဉ်းသားတဦးလည်းဖြစ်တယ်လို့နိုင်ငံတကာကဂုဏ်ထူးဆောင်ဘွဲထူးဆောင်များကိုချီးမြှောက်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။မန်ဒဲလာဟာသူ့ဘဝတစ်လျှောက်မှာတောင်အာဖရိကနိုင်ငံကလူမဲတွေကိုလူဖြူအစိုးရ၏အဖိနှိပ်ခံဘဝကလွတ်မြောက်အောင်ကြိုးပမ်းခဲ့ပေမဲ့သူ့ရဲ့နှိမ်ချတတ်တဲ့စိတ်ထားခွင့်လွှတ်တတ်မှုနဲ့နှိပ်စက်ညှဉ်းပန်းမှုတွေကိုအညံ့မခံအရှုံးမပေးစိတ်ဓာတ်တွေဟာကမ္ဘာလူသားအသေးနှလုံးတွေကိုဆွဲထင်ဆူးဝင်သွားခဲ့တယ်လို့ကမ္ဘာနိုင်ငံအသီးသီးကလေးစားကြည်ညိုဆုံးပုဂ္ဂိုလ်တယောက်လည်းဖြစ်ခဲ့ပါတယ်။မန်ဒဲလာကြောင့်ရေးထားတဲ့စာအုပ်များစွာထပ်ရှိပြီးပြီမို့တော်တော်များများကတော့သိကြမှာပါ။မသိသေးတဲ့လူတွေအတွက်တော့သူ့အကြောင်းလေးကိုအချင်းလေးရေးပြလိုက်တာပါ။မန်ဒဲလာတောင်အာဖရိကကလူတွေကတော့မာဒီဘာလို့ခေါ်ကြတယ်။မန်ဒဲလာကိုတောင်အာဖရိကနိုင်ငံအမ်ဖီဆိုဆိုတဲ့တောရွာလေးတရွာမှာ1918ဇူလိုင်လ18ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။မွေးတုန်းကတော့ပေးထားတဲ့နာမည်ကရိုဟီလာလာမန်ဒဲလာပါ။ခရစ်ယာန်မစ်ရှင်ကျောင်းမှာပညာသင်တော့သူ့ဆရာမကသူ့နာမည်ကရှေ့တော့အခေါ်ရခက်လို့ဆိုပြီးနယ်ဆန်ဆိုတဲ့အင်္ဂလိပ်နာမည်ပေးခဲ့လို့နယ်ဆန်မန်ဒဲလာဆိုပြီးနာမည်တွင်သားခဲ့ပါတယ်။1939ခုနှစ်မှာအထက်တန်းကျောင်းအောင်လို့တက္ကသိုလ်စတက်တယ်။အဲဒီချိန်ဟာတောင်အာဖရိကနိုင်ငံမှာလူဖြူအုပ်ချုပ်မှုအစိုးရရဲ့လူဖြူလူမဲခွဲခြားတဲ့အုပ်ချုပ်ရေးစနစ်ကိုမကျေနပ်လို့လူမဲတွေကအစိုးရစစ်တပ်နဲ့ရဲတွေကိုလက်နက်ကိုင်တိုက်ခိုက်မှုတွေလုပ်နေတဲ့အချိန်ပါ။ဒါပေမဲ့အမြောက်တနက်စတဲ့ခေတ်မီလက်နက်တွေတပ်ဆင်ကိုင်ထားတဲ့လူဖြူအစိုးရရဲ့စစ်တပ်နဲ့ရဲကိုဓာတ်တုပ်လောက်နဲ့ကိုင်နိုင်တဲ့လူမဲတော်လှန်ရေးသမားတွေကဘယ်လို့မှမရှင်နိုင်ခဲ့ပါဘူး။လူမဲတော်လှန်ရေးသမားအများကြီးအသက်ခံရပါတယ်။မျိုးချစ်စိတ်ရှိတဲ့မန်ဒဲလာဟာ1943ခုနှစ်မှာ ANC African National Congress ဆိုတဲ့တော်လှန်ရေးလုပ်နေတဲ့ပါတီထဲဝင်ပြီးလူဖြူတွေကိုရရလက်နက်နဲ့တိုက်ခိုက်ခဲ့တယ်။မန်ဒဲလာဟာတက္ကသိုလ်တက်နေတဲ့ပညာတတ်လူငယ်တဦးဖြစ်တာမို့1948ခုနှစ်မှာANC ပါတီရဲ့အထွေထွေတွင်းမှုဖြစ်လာခဲ့ပါတယ်။1952ခုနှစ်မှာမန်ဒဲလာဟာလူဖြူအစိုးရရဲ့အမိန့်ဟူသမျှဖီဆန်ကြဖို့တောင်အာဖရိကနိုင်ငံတော်ဝန်တော်လှန်ရေးစည်းရုံးနေစဉ်မှာလူဖြူအစိုးရရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပါတယ်။ဒါပေမဲ့တရားသူကြီးကသူ့ကိုထောင်ထဲမပို့ပဲဆိုင်းငံ့ပြစ်ဒဏ်ဖြင့်နိုင်ငံရေးလှုပ်ရှားမှုမှာမပါဝင်ဖို့ကန့်သတ်မိန့်ချခဲ့တယ်။အဲ့တော့မန်ဒဲလာဟာနိုင်ငံရေးမလုပ်ရလို့တက္ကသိုလ်ဆက်တက်တယ်။1956ခုနှစ်မှာဥပဒေပညာနဲ့ဘွဲရပြီးရှေ့နေအလုပ်စလုပ်တယ်။ရှေ့နေအလုပ်လုပ်နေအရင်ကလုပ်ခဲ့တဲ့လူဖြူအစိုးရကိုတော်လှန်ဖို့နိုင်ငံရေးပြန်လုပ်တယ်။မကြာခင်မှာမန်ဒဲလာနဲ့လူမဲတော်လှန်ရေးခေါင်းဆောင်156ယောက်အဖမ်းခံရတယ်။သူနဲ့တချို့ကိုတော့အပြစ်မရှိဘူးဆိုပြီးတရားရုံးကပြန်လွှတ်ပေးခဲ့တယ်။ဒါမဲ့1960ပြည့်နှစ်မှာတော့မန်ဒဲလာပြန်ဖမ်းခံခဲ့ရတယ်။မန်ဒဲလာနဲ့ ANC ပါတီရဲ့ထိပ်တန်း9ယောက်ကိုလူဖြူတရားရုံးကတကြွပြစ်ဒဏ်ချမှတ်ပြီးမြို့တွေနဲ့အလွန်ဝေးတဲ့ရော်ဘင်ကျွန်းကို1963ခုနှစ်မှာအပို့ခံခဲ့ရတယ်။အဲ့ဒီကျွန်းပေါ်ကထောင်ထဲမှာမန်ဒဲလာဟာ1990ပြည့်နှစ်ထိ28နှစ်ကြာအောင်နေခဲ့ရတယ်။တခါတလေသူကလာပေါင်းများစွာကြာအောင်တယောက်တည်းတိုက်ပိတ်ခံခဲ့ရတယ်။1980ပြည့်နှစ်ကာလမှာမန်ဒဲလာဟာလူဖြူအစိုးရနဲ့သူ့လူမဲပါတီ ANC တို့ကြားစစ်ဆက်ညီနိုင်မှုကိုထောင်ထဲကနေပြုလုပ်ခဲ့တယ်။မကြာခင်မှာတောင်အာဖရိကနိုင်ငံသမ္မတဘိုဘာရဲ့လက်ရှိအစိုးရဟာရွေးကောက်ပွဲရှုံးနိမ့်သွားပြီးဒီကလပ်ဦးဆောင်တဲ့ပါတီကအစိုးရဖြစ်လာတယ်။ဒီကလပ်ကလူဖြူတယောက်ဖြစ်ပေမဲ့အရင်သမ္မတတွေလို့မတင်းမာတဲ့သဘောထားပြော့ပြောင်းမှုရှိတယ်။လက်ရှိနိုင်ငံရေးအခြေအနေတွေကိုလည်းကောင်းကောင်းသုံးသပ်တတ်သူဖြစ်တယ်။အဲဒီအချိန်မှာတောင်အာဖရိကရဲ့လူဖြူအစိုးရဟာနိုင်ငံရေးရောစစ်ရေးမှာအကြီးအကျယ်အကျပ်တွေ့ရတယ်။နိုင်ငံတော်မှာလူဖြူစစ်တပ်ရဲနဲ့လူမဲတွေမကြာခဏအထီးကျုံဖြစ်တယ်။လူမဲအများကြီးအသက်ခံရတယ်။ဖမ်းဆီးထောင်ချခံရတယ်။ဒါကြောင့်ကမ္ဘာကုလသမဂ္ဂအပါအဝင်အင်အားကြီးအနောက်နိုင်ငံတွေကပြင်းထန်စွာရှုံချခံခဲ့ရတဲ့အပြင်အနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့တန်ခတ်မှုတွေပါကြုံခဲ့ရတယ်။စီးပွားရေးတန်ခတ်မှုကြောင့်တောင်အာဖရိကရဲ့ထွက်ကုန်ပစ္စည်းတွေကိုနိုင်ငံတကာမွေးကြလို့စီးပွားရေးချွတ်ချုံကြခဲ့ရတယ်။သမ္မတဒီကလပ်ကဒီပြဿနာကိုအချိန်မီမဖြေရှင်းနိုင်ရင်နောက်ဆုံးလူဖြူတွေကတောင်အာဖရိကနိုင်ငံနဲ့ခွေးပြစ်ဝက်ပြီးပြေးရမယ်ဆိုတာကိုရိပ်စားမိတယ်။ဒါကြောင့်1990ပြည့်နှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာမန်ဒဲလာကိုရော်ဘင်ကျွန်းအကျဉ်းထောင်ကလွှတ်ပေးလိုက်တယ်။ဒီကလပ်အခုလိုမျိုးမန်ဒဲလာကိုလွှတ်ပေးရတဲ့အကြောင်းကတော့မန်ဒဲလာရဲ့သူ့လူတွေကထောင်ထဲသွားပြီးညှိနှိုင်းဆွေးနွေးရမယ်စားသူကိုယ်တိုင်မန်ဒဲလာနဲ့လူချင်းတွေ့ပြီးပြဿနာကိုအဖြေရှာဖို့ပါ။သူတို့နှစ်ဦးဆွေးနွေးပြီးအပေးယူလုပ်ကြဖို့စစ်ဆက်ညှိနှိုင်းခဲ့တယ်။ဒီကလပ်ကလူဖြူနဲ့လူမဲပူးတွဲအုပ်ချုပ်ကိုအကြံပြုတယ်။
မန်ဒဲလာလက်မခံအောင်တနိုင်ငံလုံးရွေးကောက်ပွဲကျင်းပပြီးအများဆုံးရတဲ့ပါတီကအစိုးရဖွဲ့ပြီးတော့အုပ်ချုပ်ဖို့ပဲသဘောတူတယ်နောက်ဆုံးမှာဒီကလပ်ကတခြားရွေးချယ်စရာလမ်းမရှိတော့သလိုတောင်အာဖရိကနိုင်ငံရဲ့ရှေ့အကျိုးအတွက်မန်ဒဲလာအကြံပြုတာလက်ခံခဲ့တယ်1994ခုနှစ်ဧပြီလ29ရက်နေ့မှာတောင်အာဖရိကနိုင်ငံရဲ့ရွေးကောက်ပွဲကြီးကျင်းပခဲ့တယ်ရွေးကောက်ပွဲကိုတော့တကဘာလုံးကမျက်စိတောက်ထောက်ကြည့်နေရတယ်ရွေးကောက်ပွဲအနိုင်အရှုံးစရင်းတွေကြောင်းညာတဲ့အခါမှာမန်ဒဲလာနဲ့လူမဲပါတီ ANC က62ရာခိုင်နှုန်းမဲအများဆုံးရလိုက်တယ်အစိုးရဖွဲ့ဖို့မဲအရေးအတွက်အနှဲငယ်လိုနေလို့ ANC ဟာတခြားလူမဲပါတီအနှဲငယ်နှစ်စုပေါင်းပြီးတော့အစိုးရဖွဲ့လိုက်တယ်မန်ဒဲလာကလည်းတောင်အာဖရိကနိုင်ငံပထမဆုံးလူမဲသမ္မတဖြစ်လာခဲ့တယ်သူသမ္မတဖြစ်လာရင်မကြာခင်မှာအနောက်နိုင်ငံစီးပွားရေးတန်ခတ်တာဖြည့်ရော့ကြုံသိမ်းလိုက်တယ်မန်ဒဲလာဟာလူဖြူအသိပညာရှင်အတတ်ပညာရှင်တွေကိုအစိုးရဌာနတွေမှာနေရာပေးပြီးလူဖြူတွေကလည်းလူမဲနဲ့လက်တွဲညီညီလှုပ်လိုက်ကြတယ်မကြာခင်မှာပဲတောင်အာဖရိကနိုင်ငံစီးပွားရေးပြန်လည်ကောင်းမွန်လာပြီးအေဂျင့်သားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်မန်ဒဲလာဟာ9နှစ်တစ်ကြိမ်လုပ်တဲ့ရွေးကောက်ပွဲမှာ2ကြိမ်ဆက်တိုက်ရွေးခံပြီး1994ခုနှစ်မှာ2004ခုနှစ်ထိ10နှစ်ကြာသမ္မတတာဝန်ယူခဲ့တယ်တောင်အာဖရိကနိုင်ငံရဲ့ဖွဲ့စည်းပုံသမ္မတတစ်ယောက်တက်တန်း2ကြိမ်ထပ်ပို့ပြီးတော့ဆက်လက်ဇုတ်ဆောင်ခွင့်မရှိဘူးလို့ပြဋ္ဌာန်းထားတယ်။ဤဖွဲ့စည်းပုံမှာပါတဲ့အချက်ကိုပြင်ပြီးတော့မန်ဒဲလာကိုသမ္မတဆက်လုပ်ဖို့လူတွေကတောင်းဆိုကြမယ်ဆက်မလုပ်တော့ပါဘူး။မန်ဒဲလာဟာ2013ခုနှစ်ဒီဇင်ဘာ9ရက်နေ့အသက်65နှစ်အရွယ်မှာတောင်အာဖရိကနိုင်ငံဂျိုဟန်နက်စ်ဗစ်မြို့မှာကွယ်လွန်အနိစ္စရပ်သွားခဲ့ပါတယ်။တောင်အာဖရိကနိုင်ငံသားတွေအတွက်အင်မတန်ဝမ်းနည်းကြေကွဲရတဲ့နေ့တစ်နေ့ပါပဲ။